吧？那所以爱看出来，爱的出来，我先别那么多，爱看爱的会的定定看，啊，哎，爱大一的，大，哎，好的，耶罗大一家的，第拍到的爱的，哎，大家爱看那一家的奥个米，爱看为的点看，爱看，爱看。爱看မင်္ဂလာ爱看ပွဲအလှ爱看ပွဲမွေးနေ့爱看ပွဲသွားမလို့อักขระเอะ ဟုတ်တယ်အခရာ อักขระ ဟုတ်တယ် เอะ အခရာ ไอ้นะ အခရာအေညတာအောက်ကမြည်အခရာအေညတာအောက်ကမြည်ခါခွေတေတေတင်ခန်းခံရမလားရှင်ဟုတ်ကဲ့ရမလားရှင်အဲ့ဆိုရင်ရှေ့ကိုသွားမယ်နော်ခါခွေတေတေတင်ခန်းအဲ့ပတ်သက်ပြီးတော့ရမယ်ဟုတ်ရတယ်ဆိုရင်ဒီနေ့တို့ကဘာလဲဆိုရင်တဝေထိုးရေးချာရှေ့ထိုးတဝေထိုးရေးချာရှေ့ထိုးဒါလေးကိုရှေ့ထိုးလို့ခေါ်တယ်တဝေထိုးရေးချာရှေ့ထိုးဒါလေးကိုဘယ်လိုဖတ်မှာလဲတဝေထိုးကန်းကိုသွားမယ်တဝေထိုးရေးချာရှေ့ထိုးဖတ်ကြည့်အောင်တဝေထိုးရေးချာရှေ့ထိုးဟုတ်တယ်တဝေထိုးရေးချာရှေ့ထိုးပြန်ဖတ်ကြည့်အောင် တဝေထုရေးချရှေ့ထူ ဟုတ်တယ်ဟုတ်တယ်ဒီတရတွေကိုအရင်အတန်ထွက်တတ်မှာတို့ကအဆင်ပြေမှာမလို့တဝေထိုးရေးချရှေ့ထိုးဆိုပြောကြည့်အောင် တဝေထုရေးချ တဝေထိုးရေးချရှေ့ထူ ဟုတ်တယ်တဝေထိုးရေးချအောက်ကမြင့် တဝေထုရေး အောက်ကမြင့် တဝေထိုးရေးချအောက်ကမြင့် တဝေထုရေး ရေးချအောက်ကမြင့် ဟုတ်တယ်တဝေထိုးရေးချ တဝေထိုးရေးချ တဝေထုရေး တဝေထိုးရေးချ တဝေထုရေးချ ဟုတ်ပြီဒါဆိုရင်ရမယ်ဟုတ်တဝေထိုးရေးချရှေ့ထိုးတဝေထိုးရေးချအောက်ကမြင့်တဝေထိုးရေးချရမလားရှင်ဟုတ်ကဲ့တဝေအဲ့ဆိုတဝေထိုးရေးချရှေ့ထိုးမှာကျွန်တော်ကဗာလေးကိုထည့်ပြမလဲဆိုရင်ဒီမှာလေးကိုထည့်ပြပါမယ်ဗာလေးကိုထည့်ပြမယ်အဲ့ဒါဆိုတဝေထိုးရေးချရှေ့ထိုးခေါ်တာအိရှာရှေ့ထူ ပြောတာတို့ခေါ်တာတို့အဲ့ဆိုတဝေထိုးရေးချရှေ့ထိုးတဝေထု ဆိုကြည့် အိရှာ ဟုတ်တယ်ဆိုတဲ့အတန် တဝေထုတဝေထုရေးချတဝေထု ဟုတ်တယ်တဝေထိုးရေးချရှေ့ထိုးဟုတ်ပြီဒီတလုံးကိုအားလုံးအတန်ထွက်နိုင်ပြီလားထွက်ကြည့်ပါဦးတဝေထိုးရေးရေးချ တဝေထိုးရေးချရှေ့ထူအော် ရှေ့ထူ ဟုတ်ကဲ့ဒါဆိုဒီအလုံးကိုထွက်နိုင်ပြီဟုတ် ဟုတ် ဟုတ်အဲ့ဒါဆိုရင်တဝေထိုးရေးချအောက်ကမြင့်မှာလေးကိုထည့်လိုက်တော့တဝေထိုးရေးချအောက်ကမြင့်တဝေထိုးရေးချအောက်ကမြင့်အော် ဟုတ်တယ်တဝေထိုးရေးချအောက်ကမြင့်တဝေထု ရေးချအောက်ကမြင့်ပြန်ဆိုကြည့်ရအောင်ပါတဝေထိုးရေးချအောက်ကမြင့်အော် ဟုတ်တယ်ဒါဆိုရင်ဒီနှစ်ခုကိုဖတ်နိုင်ပြီဟုတ်ဖတ်နိုင်ပြီဆိုရင်တဝေထိုးရေးချမှာသွားမယ်တဝေထိုးရေးချမှာထည့်လိုက်တော့တဝေထိုးရေးချတဝေထု ကြားဘူးလေအောလိုက်ဆမ်းပါကွာအဲ့ဒီအကွက်ကလေးကိုများများအောလိုက်ပါဆိုတဲ့လေနှလုံးတွေထိုးတယ်သုံးလုံးတွေထိုးတာမှာလေကြားဘူးလေဟုတ်
ဟုတ်တယ်တဝေထိုအာရေးချရှေ့ထိုအောတဝေထိုအာရေးချအောက်ကမြင်အောတဝေထိုအာရေးချအော တဝေထုအာယေချရှိထုအောတဝေထုအာယေချအော အကမင်းအော ထုအာယေချအော ဟုတ်ကဲ့အဲ့ဒါဆိုရမလားရှင် ဟုတ် အော်အော်ရမယ်ဟုတ် ဟုတ် ကဲ့ ဟုတ်ကဲ့အဲ့ဆိုဒီမှာဘာပြီးလေးကိုစားထိုးလိုက်လဲအဲ့နေရာမှာ တဝေထုကာတိယေချရှိထုကော အဲ့ဆိုကကိုအစားအော်နေရာမှာအစားသွင်းတော့ဘလို့အတန်ထွက်သွားမလဲ တဝေထုကာယေ အော် ချရှိထု ဟုတ်တယ် ကာ အော ရှိထု ် ကော အတန်လေးအရင်ထွက်ကြအော်အဲ့ဒီကိုပဲအော်နေရာမှာထည့်လိုက်တော့ တဝေထုအာကာတိယေချကောအောက်ကမြင် ကော့ ကော ကော့တယ်ဟုတ်တယ်ကော့အဲ့ဒီကကြီးလေးကိုပဲအော်နေရာမှာထည့်လိုက်တော့ တဝေ တ ထု ဝေ က ထု ကိ ကာ ယေ တိ ရှာ ချကော ကော ကောဟုတ်တယ်ကောနောက်ဖုံးရောက်လာပြီဟုတ်ပြီကောဟုတ်ပြီဒါလေးကဘာလဲဆိုရင်တဝေထိုပေါင်းလိုက်တော့တဝေထိုကာကြီးရေးချရှေ့ထိုကော ကော ကာတိယေချရှိထုကော ကော ဟုတ်တယ်တဝေထိုကာကြီးရေးချအောက်ကမြင်ကော့ခါကော့ တဝေထုကာတိ တဝေထုကကိယေရှာအကမင်းကော ကော ဟုတ်တယ်တဝေထို တဝေ ကာ ထု ကြီးရေးချ ကာတိယေချ ကော့ ကော တဝေထုကကိယေရှာကော ဟုတ်တယ်နေရာလဲဟဲ့စားနိုင်တော့ထဲပါဟဲ့မုံနေကောကုန်မယ်ထမင်းနေကောကုန်မယ်တဲ့ပြောကြတယ်ဟုတ်အဲ့ဒီအတုံးလုံးလေးဒါကြောင့်မလို့ကျွန်တော်တစ်ခေါက်ပြန်ဖတ်မယ်နော်တဝေထိုကာကြီးရေးချရှေ့ထိုကောတဝေထိုကာကြီးရေးချအောက်ကမြင်ကော့တဝေထိုကာကြီးရေးချရှေ့တဝေထိုကာကြီးရေးချကော့ကော တဝေထုကာတိယေချရှိထုကော ကော ကာတိယေချရှိထုကောကို ဖတ်ကြည့်အောင်ပါရှင်တဝေထိုကာကြီးရေးချ တဝေ တ ထု ဝေထုကကိယေရှာရွှေထုကော တဝေ တ ထု ဝေ ကာ ထု တိ က ယေ ကိ ချ ယေရှာအကမင်းကော ထုကာတိ တ ယေ ဝ ချ ေ ကော ထုကကိယေရှာကော ကော 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 ဟုတ်ကဲ့ဒါ ကော ဆိုရမယ် ကော ဟုတ် ကော ဟုတ်ကဲ့ဒါဆိုရမယ်ဟုတ် ဟုတ် ဟုတ်ပြီနောက်တစ်ခါခါဝေးလေးကိုထည့်လိုက်တော့ခါဝေးကိုအော်နေရာမှာထည့်ရင်ဘယ်လိုဖြစ်မလဲ တဝေထုခါဝေ အ ဝေ က ချ မ ရှိ င်းရှာရွှေထုကော ခေါ်ငါ့ကိုလည်းခေါ်ပါဦးမနေ့ဖန်ကြရင်ငါတို့အိမ်ကိုလာခဲ့ကိုဖိတ်ခေါ်တယ်နော်ခေါ်သူနဲ့နေစကားပြောလားအခေါ်အပြောရှိလားအဲ့လိုမျိုးခေါ်နောက်တစ်ခုဒါလေးကခါဝေးကိုအော့နေရာမှာထည့်လိုက်တော့ခေါ့ တဝေထုခါဝေချအောက်ကမိကိုတဝေထုခါဝေချကာမင်ခော ဟုတ်တယ်ခေါ့နောက်ခါဝေးလေးကိုအောနေရာမှာထည့်လိုက်တော့ တဝေထုကကိယေရှာကော ခေါ်အဲ့ဒါကြခေါ်မဟုတ်တော့ခေါ် ခော ခေါ်တာဟဲ့လားဘာကြီးခေါ်ငေါထွက်နေခေါ်ထွက်နေတယ်ခေါ်ဟုတ်တယ်သွားခေါ်မှန်တာပေါ့အဲ့နေရာမှာဟုတ်တယ်ခေါ်ဟုတ်ကဲ့ရမယ်ဟုတ်အားကြောင့်မလို့တစ်ခေါက်ဖတ်ကြည့်မယ်တဝေထိုခါခွေရေးချရှေ့ထိုခေါ် တဝေ တ ထု ဝေ ခါဝေ ထုကကိယေရှာရွှေထုကော တဝေထိုခါခွေရေးချအောက်ကမြည်ခေါ် တဝေထုကကိယေရှာအကမင်းကော တဝေထိုခါခွေရေးချခေါ် တဝေထုကကိယေရှာကော ခေါ်ခေါ်ခေါ် ခောခောခော ဟုတ်ကဲ့အဲ့နှစ်ကြောင်းရမလားရှင် ရတယ်ရှင် โอเคဒါဆိုရင်စာလုံးပြီးလေးကိုထည့်ကြည့်ရအောင်စာလုံးပြီးလေးကိုထည့်လိုက်တော့စကိုအော်နေရာမှာထည့်လိုက်တော့ တဝေထုဆာလုံးရှိထု ရှာ သော ရွှေထုစော ဆောအဲ့ဒါငါစော်လေးပေါ့ तू ကငါစော်လေးစော်ပလော်တီပလိုက်စမ်းပါဆိုအဲ့လိုမျိုးစော်ဟုတ်တယ်နော်နောက်စာလုံးကိုအော်နေရာမှာထည့်လိုက်တော့ တဝေထုစလုံးရေးရှာအကမင်းစော စော့ဒီစော့ကထည့်လိုက်တော့ တဝေထုဆာလုံး စလုံးရေးရှာစော စောသေးတယ်ငါခဏပြန်အိတ်လိုက်အောင်မယ်စောပါသေးတယ်ဟာမဟုတ်ဘူးနော်မနေ့ကျရင်စောစောထားအခုညကျရင်စောစောအိတ်နော်အဲ့လိုမျိုးစောစောစောဆိုတဲ့အဲ့လိုဟုတ်အဲ့ဒါဆိုတော့တဝေထိုစားလုံးရေးချရှေ့ထူစောတဝေထိုစားလုံးရေးချအောက်ကမြေစောတဝေထိုစားလုံးရေးချစော
စောစောစောရမယ်ဟုတ် Okay. ဟုတ်ကဲ့ပါစောစောစောဟုတ်ကဲ့ပါ စာလုံးရေးချအကမြေစော နောက်တစ်ခုစလေကိုထည့်ကြည့်မယ်စလေကိုထည့်တော့စလေကစကိုအော်နေရာမှာထည့်တော့ စာလုံးရေးချရှိတော့စော စောဟုတ်တယ်စောဆိုတာမနေ့ဖန်ကြရင်ဟဲ့လားဘသူရဲ့အိမ်မှာအလှမောဟင်္ဂါကျွေးရှိပါတယ်အလှဒါနစတုဒီတာလာရောက်စားတောက်နိုင်ပါတယ်ဆိုစောဩတာဒီနေ့ညဘယ်မျိုးဘယ်ရက်ကွက်မှာအလှတရားပွဲရှိပါတယ်အလှတရားပွဲကိုလာရောက်ပြီးတော့တရားနာဖို့ဖိတ်ခေါ်ပါတယ်ဆိုစောဩတာပေါ့နော်အဲ့ဒါလူကြီးတွေကလဲပြီးကမှအဲ့လိုစောဩတာသိတယ်ဟုတ်အဲ့ဒီစောဩတာဟုတ်တယ်နောက်တစ်ခုကတဝေထုစလေကိုအော့နေရာမှာထည့်လိုက်တော့ စာလေးရအောက်ကမျိုးဖို့ စော့ကစားတာအဲ့လိုအနေနဲ့ငါနဲ့ကစားစော့အောင်လေးအဲ့လိုစော့နောက်စလေကိုအော်နေရာမှာထည့်လိုက်တော့ စာလေးရ တဝီထုံစာလုံးရေးချစော စောအဲ့ဒါကနာမည်တွေမှာသုံးတယ်စောမျိုးတို့အဲ့လိုမျိုးသုံးတယ်စောမျိုးစောတဝေထုစားလေးရေးချရှေ့ထုစောတဝေထုစားလေးရေးချအောက်ကမြင်စောတဝေထုစားလေးရေးချစောရမလားရှင် စော ရမလားရှင် ရတယ်ရှင် โอเคဒါဆိုရင်တို့ကတာဝင်းဘူးလေးကိုထည့်ကြည့်ရအောင်ပါတာဝင်းဘူးလေးကိုထည့်ကြည့်ရအောင်ပါတာဝင်းဘူးကိုအော်နေရာမှာထည့်ရင်ဘယ်လိုဖြစ်မလဲ တဝီထုတဝန်ဘူးရေးချရှိထုဒေါ်လော တော်ဟုတ်တယ်တော်တဝေထုတားမှုဟဲ့ तू တော်တယ်तू လုံနိုင်တယ်တော်လိုက်တာချီးကျူးတာပေါ့နော်တခုခုလုံလိုက်လို့ချီးကျူးတာတော်ကြောင်းဘာပဲဖြစ်ဖြစ်စကားပြောတာမှလည်းတော်တယ်လူမှုပေါင်းသစ်ဆက်ဆံရေးမှာတော်တယ်ဟဲ့လားဝစ်ပုံစားပုံလေးတွေကလည်းရေးကြည်ကြည်လေးနဲ့ तू နေတာထိုင်တာလေးကတော်တယ်တော်တယ်ဆိုရင်ချီးကျူးစကားပြောတာတော်တခါတလေမှာကျမတို့ခေါ်လိုက်တယ်လေဟလာမာတူးရေဆိုတော်နဲ့အဲ့လိုမျိုးထူတာကြီးလည်းရှိတယ်လေတော်ကျုပ်ကဘာပြောမလို့လဲတော်တချို့ဒေတာတွေမှာဆိုရင်အဲ့ဒီစကားလုံးကိုအရန်သုံးတယ်လေတော်ကျုပ်ကဘာပြောမလို့လဲတော်ဆိုတော့ဒါဆိုအဲ့ဒီတာဝင်းဘူးကိုပဲအော့နေရာမှာထည့်လိုက်တော့ တဝီထုတဝန်ဘူးရေးချအောက်ကမြင်တော့ ဟုတ်တယ်တော့ဟုတ်တယ်တဝေထိုတားမှုရေးချအောက်ကမြေတော့ဟုတ်ပြီနောက်တာဝင်းဘူးလေးကိုပဲအဲ့အောနေရာမှာထည့်လိုက်မယ်ဆိုရင် တဝီထုတဝန်ဘူးရေးချတော့ တော့နင်တို့ကတော့ရက်ကလာကြတာမျိုးကြီးပြကြီးကိုအခုမှတောတောင်တော့အဲ့လိုမျိုးကြေးရွာတွေကိုတောလို့ပြောသလိုခေါင်ခတ်ဝေးလံခေါင်ခိုင်းတဲ့နေရာတွေကိုတောလို့ပြောသလိုတောတောင်ကြီးတောကြီးတွေနဲ့ဝါပင်ကြီးတွေအုံမှိုင်းထားတဲ့တောအဲ့လိုမျိုးတောပေါ့နော်အကောင်နေနေတဲ့တောတဲ့ကိုမှုချိုးသွားမယ်ညှစ်ချိုးသွားမယ်အဲ့လိုမျိုးပေါ့နော်မှုနှုတ်သွားမယ်ညှစ်ချိုးသွားမယ်ဆိုရတော့ရမလား ဟုတ်ကဲ့ ဟုတ်ပြီဒါဆိုရင်တဝေထိုတာမွေးမှုရေးချရှေ့ထိုတော့တဝေထိုတာဝင်မှုရေးချအောက်ကမြင်တော့တဝေထိုတာမှုရေးချတော့ရမယ်ဟုတ်ဟုတ်ပြီတော့ရမယ်ဆိုထဆင်တူးလေးကိုထည့်ကြည့်အောင်ပါထဆင်တူးပြီးကိုထည့်ရင်ဘယ်လိုဖြစ်မလဲ တဝီထုထစိန်ထုရေးချရှိဘူးတော့ တဝေထိုထဆင်တူးရေးချရှေ့ထိုထောဟုတ်ပြီနောက်တစ်ခုအော့နေရာမှာသွားထည့်တော့ တဝီထုစိန်ထုရေးချအောက်ကမြင်တော့ ထောဟုတ်တာတော့နောက်တစ်ခုထော့ပြီးတော့ကြတော့အောနေရာမှာသွားထည့်တယ်ဆိုရင် တဝီထုတဝန်ဘူးရေးချတော့ ဟုတ်တယ်ထောငါတော့ထောပြီဒီလာတော့ငါဘွန်းနဲ့ရတယ်ငါမုတ်ဘူးရတယ်ဒါဆိုရင်ငါထောပြီငါပါလေ
ဒီဘိုးနဲ့ထဲကနေငါဘာလေးအလှူလုံးလိုက်မယ်တဝက်ကိုအလှူလုံးမယ်တဝက်ကိုငါအတွက်ဘာလေးဝယ်မယ်ဆိုရင်ထောသွားပြီဝေကြေးထောသွားအဲ့လိုမျိုးနော်ထောပြီဆိုပြီးတော့နေပါအောင်ဘယ်မှာအောင်ကြော်ညာတာထောဩ MPT သုံးတယ်ဟို data point တွေထည့်တယ် Telenor သုံးတယ် data point တွေထည့်ထောပြီဆိုပြီးတော့စော်ဟိုဟာလေထောနောက်တစ်ခါကျထစင်တူကိုထည့်ပြီးတော့ကြတော့ဒီမှာမပါတဲ့ဘာသာဓာတွေကိုထည့်ကြည့်အောင်ပါဓာတွေ တဝေထိုဓာ တ ရီ ဝေထိုဓာတွေရေးချရွှေထိုးတော် အဲ့ဒီဓာတွေကြတော့မောက်ချာနဲ့ရေးရမှာလား white ချာနဲ့ရေးရမှာလားရေးချာ white ချာနဲ့ရေးရမှာလားမောက်ချာနဲ့ရေးရမှာလား မောင်ချာ မောက်ချနဲ့ရေးရမယ်နော်မောက်ချနဲ့ရေးမှာတဝေထိုဓာတွေရေးချရှေ့ထိုဒေါ်ဟုတ်တယ်အဲ့မှာ white ချနဲ့ရေးအာကြီးနဲ့တူသွားမှာနော်ဟုတ်ကဲ့တဝေထိုဓာတွေရေးချရှေ့ထိုဒေါ်အော့နေရာမှာထည့်မယ်ဆိုရင်ရော တဝေထိုဓာတွေရေးချအောက်ကမြင်တော့ ဟုတ်တယ်အော်နေရာမှာအထက်ရော တဝေထိုဓာတွေရေးချတော့ ဒေါသမထားရငါဒေါသတွေထွက်လာပြီနော်ဆိုတဲ့တဝေထိုဓာတွေရေးချဒေါရမယ်ဟုတ် ရေးချတော့ ရလား ရရချင်း ဟုတ်ပြီဓာတွေဒါဆိုပစောက်ကိုလည်းထည့်ကြည့်အောင်ပါ တော့ပါတော့ရေးချ တဝေထိုပါစရေးချရွှေထိုးတော် ဟုတ်တယ်တဝေထိုပစောက်ရေးချရှေ့ထိုပေါ်ဟုတ်တယ်ပေါ်ဟဲပေါ်ကုန်ပြီဒါမှမဟုတ်လေပေါ်တော်ဖျားအဲ့လိုမျိုးကြားဘူးတယ်ဟုတ်ပေါ်ပေါ်ထင်ထင်ပေါ်ပေါ်ထင်ထင်ကြီးမလုံးနဲ့လေတို့တွေကပေါ်ပေါ်ထင်ထင်နေလို့မရသေးဘူးတူတူတိတ်တိတ်လုံးကိုစူးစမ်းနေတဲ့အချိန်မှာပေါ်ပေါ်ထင်ထင်သွားမလုံးနဲ့အိုးတူတူတိတ်တိတ်ကလေးလုံးတို့အားလုံးရသွားပြီပိုင်နိုင်ပြီဆိုရင်တော့တို့ပေါ်ပေါ်ထင်ထင်လုံးကြမယ်ဆိုပေါ်ထင်ထင်ပေါ်ကြော်ကြားတယ်အဲ့လိုမျိုးပေါ်တင်တို့ကတော့ပေါ်တင်ပဲဆိုတဲ့စကားလုံးတွေသုံးတဲ့တဝေထိုပါစောက်ရေးချရှေ့ထိုပေါ်နောက်အော့ကိုသုံးတော့အော့နေရာမှာထဲတော့ တဝေထိုပါတော့ရေးချအောက်ကမြင်ပေါ့ ဟုတ်တယ်ဒီနေ့စားရတာလေပါဇက်ထဲမှာပေါ့တော့ကြီးစားလို့ကိုမကောင်းဘူးပေါ့တယ်ငန်းတယ်ပေါ့တယ်ဆိုတဲ့စကားသုံးတဲ့အခါမှာနောက်ပြီးတော့ဒီပစ္စည်းကအရင်ကြီးမလေးဘူးပေါ့လေးရပါအဲ့လိုမျိုးပြောတဲ့အခါမှာသုံးတယ်နေစားတွေတားရီသမီးတို့ဆုံးမရင်နေစားကိုတေချာမလုပ်ဘူးနော်နေအရန်ပေါ့စတာပဲအဲ့လိုမျိုးပေါ့တာရမယ်ဟုတ် โอเค နောက်အောနေရာမှာထဲတော့ တဝေထိုပါတော့ရေးချပေါ့ တဝေထိုပါစောက်ရေးချပေါ်ဟုတ်တယ်တဝေထိုပါစောက်ရေးချပေါ်ရမယ်ဟုတ်ဟုတ်ပြီဒါပြီးရင်ပေါ်လို့ပြီးတာရင်မကိုထည့်ကြည့်အောင်မကိုထည့်ကြည့် တဝေထိုရေးချရွှေထိုးနော် မော်မော်ရေနာမည်လေးမော်မော်ရေမော်တင်စွန်းဖျားအဲ့လိုမျိုးမော်တဝေထိုမိုင်းကရှေ့ထိုမော်နော်တဝေထိုမိုင်းချအောက်ကမြင်ကြတော့ ဒီမိုင်းလေးဆောင်ကမြင်မော့ကမြင် မော့ဟုတ်တယ်ငါမော့ပေးပါအောင်ခေါင်းလေးမော့ပေးပါအောင်ခေါင်းလေးကိုပေါ်မော့ပေးထားမယ်ဆိုရင်မော့နော်နောက်ပြီးတော့မင်းသားမော့လူရှင်တော်မော့အဲ့လိုမျိုးဒါဆိုရင်တဝေထိုအရေးချမှာမကိုထည့်ကြည့်တော့ တဝေထိုမရေးချမော မောမလေးမောလိုက်တာဒီနေ့တော်တော်အလုံးမှာမောခဲ့တယ်စိတ်မောလူမောမောနေရတယ်ဆိုရင်မောရမယ်ဟုတ်မောဟုတ်ပြီမောပြီးတော့ကြတော့ဘာထည့်ကြည့်မလို့ဆိုရင်ဖောက်ထုတ်ကိုထည့်ကြည့်ပါအောင်ဖောက်ထုတ် ဖောက်ထိုးရေးချဟုတ်ဟုတ်တယ်အဖော်ရတယ်သူရှိတော့ငါအဖော်ရတယ်ဖော်ရွရွနေနော်နေကငါတို့ကြတော့ဖော်ရွရွရှိတယ်အဲ့လိုမျိုးဖော်ရွမှုအဖော်အပေါင်းအဖော်အဲ့လိုသုံးတဲ့အခါမှာဖော်ဒါဆိုအော့နေရာမှာထဲတော့ဟုတ်တယ်တဝေထိုဖောက်ထွင်းကအောက်ကမြင်ဖော့တုံးနေ
ဟလာဖော်ရီအဲ့လိုမျိုးပြောချင်တယ် တဝေထိုဖောက်ထိုရေးချဖော ဖော်ဟုတ်တယ်တဝထုဖောက်ထုတ်ရေးချဖော်ဟဲ့နင့်ချီရောက်တွေဖော်နေတယ်လို့ပဲရမ်းနေလားဖောင်းဖောင်းယူအောင်ဖော်နေတာလားမျက်နှာကြီးကလည်းဖော်တွတ်နေတာပဲတဲ့ဆိုဖော်တာအဲ့လိုမျိုးရမယ်ဟုတ်ဟုတ်ပြီဒါဆိုရင်တာကိုထည့်ကြည့်အောင်တာကိုထည့်ကြည့်အောင် တဝေထို အဝေ တာ ထို ရေးချ တာရေးချရွှေထိုတော် တော်နာမည်တွေမှာရှိရလေတော်တာတို့တော်စင်းတို့ဟုတ်လားအဲ့လိုမျိုးနာမည်တွေမှာသုံးတယ်တော်ငွေတော်တာလာမင်းဟုတ်လားတော်တာလာမင်းဆိုတဲ့တော်တဝေထိုတာရေးချရှေထူတော်နောက်ပြီးတော့အော့နေရာမှာထဲတော့ တဝေထိုအာရေးချ အဝေထိုတာရေးချအကမ တော့တော့တို့တွေကင်တဲ့တော့အိမ်ခတ်တဲ့တော့ဆိုင်ကယ်တော့ကားတော့အိမ်တော့မိကန်တစ်တာတော့ဆိုတဲ့တော့အဲ့ဒီနေရာမှာရမယ်ဟုတ် ထိုတာရေးချဖော ဟုတ်ပြီနောက်ပြီးတော့ကြတော့အောနေရာမှာထဲတော့ တဝေထိုတာရေးချ တော့ဘယ်တော့အခါမှဘယ်တော့အခါမှနေ့စီငါမလာဘူးအဲ့လိုမှဘယ်တော့အဲ့ဆိုဘယ်တော့အခါပြန်လာမှလဲကွယ်တော့အခါဆိုစကားဆက်တွေမှာသုံးတဲ့အခါမှာသုံးတဲ့တော့ရမယ်ဟုတ်နားလည်လားရှင် ဟုတ် ဒါဆိုရင်နားလည်တယ်ဆိုရင်အရင်ဦးဆုံးဟောဒီအကြောင်းကိုမရေးနဲ့အောင်ခဏလေးပါနော်တဲ့ဒီအကြောင်းကိုတခါတည်းမရှင်းသေးပါဘူးတော့ကြာရှုပ်သွားလိမ့်မှာရှုပ်သွားမှာစီလို့မလို့ဒါအောင်မရှင်းသေးဘူးနော်ဒါအောင်မရေးသေးဘူးဒီအကြောင်းလေးကိုရေးမယ်အပေါ်ကအော်လေးရေးမယ်ဒါလေးရေးဒါလေးရေးဒါဒီကနေဒါလေးရေးမယ်ရေးပြီးတော့ဒါလေးတွေကိုရေးလိုက်မယ်အဲ့ဒီအောက်ကနေမှအခုအစားသွင်းတဲ့ဒီတာဝင်းဘူးထဆင်တူဓာတွေပဆောင်မဖောက်ထုတ်တာတွေရောအဲ့လိုအစားသွင်းပြီးတော့ရေးနိုင်မလားရှင် ဟုတ် ရေးနိုင်မလားရှင် ရေးပြီးသွားရှင်မ ရေးပြီးသွားပြီ ဟုတ်ရေးပြီးသွားရှင်မ Okay ရေးပြီးသွားပြီဟုတ်ပြီရေးပြီးသွားပြီဆိုရင်ဖတ်ကောအသေးချာဖတ်နိုင်အတန်ထွက်ကလေးနဲ့ဖတ်နိုင်ပြီလား ဖတ်နိုင်ပြီရှင် ဟုတ် အဲ့ဒါရပြီရှင်မနည်းနည်းချက် ဆိုရင်ကျမဒါလေးကိုသွားမယ်နော်ဒါလေးကိုမြင်လိုက်မယ်ဆိုရင်ဒါလေးကဘာလို့ဖတ်မလဲဆိုရင်ဟောဒီလိုလေးဒါလေးကိုမြင်လိုက်တယ်ဆိုရင်တယာရည်တေတယာရည်လို့မဖတ်ရပါဘူးနော်ဒီလိုပုံစံလေးမြင်လိုက်ရင်ဥပမာတို့ကဒါကိုမြင်လိုက်ရင်ဘယ်လိုဖတ်လဲဒါကိုမြင်လိုက်ရင်ဒီအခရာကိုမြင်လိုက်ရင်ဘာလို့ဖတ်လဲ စီတော် ဤ ဟုတ်တယ်ဒီအခရာကိုမြင်လိုက်ရင်ရောဒီအခရာလေးကိုမြင်လိုက်ရင်ရော အရာယူ ရွေဟုတ်တယ်ဒါလေးကိုမြင်လိုက်ရင်ရော ဒါ ဒါလေးကိုမြင်လိုက်ရင်နိုင် နိုင် နိုင်ဒီမှာလေဒါလေးကဘာတော့နိုင်ဟုတ်တယ်နိုင်ဟုတ်တယ်နိုင်ဟုတ်တယ်ဒါလေးကြာရောကဲဒါလေးကြာရောဒါလေးအောင် ဤ ဤဟုတ်တယ်ဟုတ်တယ်နိုင်အဲ့လိုပဲဒါလေးကိုမြင်လိုက်ရင်ဟောဒီတရဒါကကြတော့ဟောဒီလေးလုံးကကြတော့အထူးအခရာလို့ခေါ်တယ်ဒါကကြတရဒါကိုမြင်လိုက်ရင်အောအတန်နဲ့ထွက်ရမယ်တဝေထိုအာရိချအောဆိုတဲ့အခရာအောအခရာအောဒါလေးကိုမြင်လို့ဖြစ်တာရောအခရာ ခရ အောအတန်ကဘာအတန်လဲဆိုရင်တဝေထိုအာရိချအောဆိုတဲ့အတန်ဒါလေးကဂွင်းထဲမှာခတ်ထားတဲ့ဥစ္စာကအတန်ဂွင်းထဲမှာထည့်ထားတဲ့အားလေးကအတန်ထွက်အောအတန်ထွက်အောလို့ထည့်ရမယ်အဲ့ဒါစလုံးပေါင်းပြီးဖတ်မယ်ဆိုအခရာအောအခရာအောစလုံးပေါင်းပြီးဖတ်မယ်ဆိုရင်အခရာအော
Akara. အခရာအောစလုံးပေါင်းပြီးဖတ်မယ်ဆိုရင်ဘယ်လိုဖတ်မှာတော့ Akara o. အခရာအောဒါလေးကကြတော့အခရာအောအခရာအောအဲ့ဒါကိုသွားပြီးကမှအပြင်မှာအခုဖတ်နေကြတာဒီကြားရတယ်တဝေထိုတယာယီရေးချရှေ့ထိုအောနဲ့အဲ့လိုဖတ်နေကြမဟုတ်ဘူးနော်တတွဲလုံးကြီးကိုတဝေထိုအခရာအောလို့တဝေထိုအခရာဘယ်လိုတန်ထွက်မှာလဲဆိုတော့ကိုကမှတ်ထားလိုက်တော့အော O. ဒီတရကိုမြည်ပါလေအောတရဒါတဝေထိုးရေးချရှေ့ထိုးတဲ့ကိုအောတရထဲလိုက်တော့အောလို့ထဲမယ် O. 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 အခရာအောအခရာအောလို့ဖတ်နော်တဝေထိုးအခရာရေးချရှေ့ထိုးအောလို့မလဲအခရာအောအခရာအော Akara o. အခရာအောအခရာအော Akara. O. Akara. O. အောဟုတ်တယ်အခရာအောအခရာအော Akara. O. Akara o. အောရမလားရှင်ဒါလေးကိုရမလားဒီတရနှလုံးလေးကိုရမလားအခရာအောနဲ့အခရာအောနဲ့ကိုရမလားအဲ့ဒါကိုသွားပြီးတော့တဝေထိုတယာယီလို့လည်းမဖတ်ရတယာယီရေးချရှေ့ထိုလည်းမဖတ်ရသူတဝေထိုအခရာရေးချရှေ့ထိုလည်းမဖတ်ရဘူးနော်အခရာအောလို့တခါတည်းပဲသူ့ကိုစလုံးပေါင်းအခရာအောအခရာအော O. ဒါကြတော့အခရာအော Akara. O. ရမလားရှင် O.